အိန္ဒိယရဲ့ဟိုးအရှေ့ဘက်ခြမ်းကဘိုဗနက်ဆာဆိုတဲ့မြို့လေးမှာကျောက်တောင်ကြီးနှစ်ခုကိုတစ်ခုချင်းစီထွင်းထုတ်ပြီးဖန်တီးထားတဲ့နှစ်2000ကျော်သက်တမ်းရှိတဲ့လျှို့ဝှက်နန်းတော်ကြီးတွေရှိတယ်ဆိုတာသိပြီးပြီလားလွန်ခဲ့တဲ့နှစ်2000ကျော်ကစက္ကရိယာတွေမရှိဘဲနဲ့တည်ဆောက်ခဲ့တဲ့အိန္ဒိယရဲ့အဆင့်အတန်းမြင့်မားလာတဲ့ဗိသုကာပညာကိုအနည်းငယ်ခန်းစားကြည့်ရှုနိုင်တဲ့နေရာကောင်းလေးတစ်ခုလည်းဖြစ်ပါတယ်။ဥဒေယာဂီရီခန္ဓာဂီရီလို့ခေါ်တဲ့ဒီကျောက်တောင်ကြီးနှလုံးပေါ်မှာခရစ်တော်မပေါ်မီနှစ်ရာစုကတည်းကခါရာဝေလာဆိုတဲ့ဘုရင်ကြီးကဂျိန်းဘာသာဝင်ဘုန်းတော်ကြီးတွေတရားကျင့်ကြံမှုအတွက်သူစစ်တိုက်ပြီးရလာသမျှဘဏ္ဍာတွေအကုန်လုံးကိုစောင့်လုပ်လှူဒန်းခဲ့တာပဲဖြစ်ပါတယ်။ဒီကြောင့်အရာကောဗိသုကာပညာအရာပါထူးခြားဆန်းပြလွန်းတဲ့နေရာဖြစ်ပြီးဂုဏ်ရံတွေမှာဆင်တွေစစ်ပွဲတွေဘုရင်တွေရဲ့အောင်ပွဲတွေနဲ့ရှေးခေတ်အကအလှတွေကိုကြောက်သားထဲမှာပဲအလုံးလိုက်ထွင်းထုတ်ထားတာပါခန္ဓာဂီရီတောင်ပေါ်ကနေကြည့်ရင်ဘူဗနက်ဆွာမြို့တစ်မြို့လုံးကိုမြင်ရတဲ့ sunrise view ကလည်းအမိုက်စားပါပဲရှေးသမိုင်းကြောင်းတွေနဲ့ဗိသုကာပညာတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့မဖြစ်မနေသွားလည်သင့်တဲ့နေရာလေးတစ်ခုပါနော်ဘယ်လိုနေရာတွေကိုလဲခြင်းလဲဆိုတာမှတ်ပေးခဲ့ပါဦးကျေးဇူးပါ